ကျွန်တော်တို့စက်ကူထဲမှာရှိတဲ့ error တွေကိုစာရိုက်လိုက်ရုံနဲ့ AI ကပုံအင်္ဂင်လေးတွေဖန်တီးပေးနိုင်တာကိုအံ့ဩခဲ့ကြတာလွန်ခဲ့တဲ့တိတ်မကြသေးခင်ကပါပဲအခုတော့အဲ့ဒီထက်သက်စင်တက်ပြီးကျွန်တော်တို့ရဲ့စက်ကူတွေကိုလှူရှားသက်ဝင်နေတဲ့ဗီဒီယိုတွေအဖြစ်ဖန်တီးပေးနိုင်တဲ့ခေတ်ကိုရောက်လာပါပြီ Google Veo OpenAI Sora Runway MA တို့လို AI တွေက text to video ဆိုတဲ့တော်လိုင်းဟစ်တစ်ခုကိုဥဆောင်နေပါတယ်ဒါပေမဲ့ AI ကိုပုံဆွဲခိုင်းတဲ့ prompt နဲ့ video ဖန်တီးခိုင်းတဲ့ prompt ဟာလုံးဝမတူပါဘူးပုံတစ်ပုံဆိုတာအခိုက်အတန့်တစ်ခုကိုဖန်ယူထားတာပါ video ဆိုတာကတော့အချိန်နဲ့လှုပ်ရှားမှုပါဝင်လာတဲ့ဇလန်းတူတစ်ပုဒ်ဖြစ်သွားပါပြီဒီနေ့ video မှာရုံရင် prompt ကနေရုပ်ရှင်ဆန်းဆန်း video prompt တစ်ခုပြအောင်ဘယ်လိုအစစ်မြင့်ရေးသားရမလဲဆိုတာကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ် AI video prompt ကောင်းတစ်ခုမှာအဓိကအလွှာ၄လွှာပါဝင်ပါနဲ့ပထမလွှာကတော့ the call ပါဒါကပုံ prompt နဲ့တူပါတယ်တစ်ချက် subject ဇက်ကောင်ဘာတူလဲဘာလဲအသက်30အရွယ်အမျိုးသမီးတစ်ယောက်နှစ်ချက် setting နောက်ခံဘယ်နေရာမှာလဲတိုကျိုမြို့ကလူစီကားတဲ့လမ်းပေါ်မှာသုံးချက် style ပုံစံဘယ်လိုပုံစံလဲ cyberpunk neo မီအောင်ဒီ photo realistic ဒီသုံးချက်ကိုပေါင်းလိုက်ရင်တိုကျိုမြို့ကလူစီကားတဲ့ cyberpunk လမ်းပေါ်မှာ neo မီအောင်တွေကြားကအသက်30အရွယ်အမျိုးသမီးတစ်ယောက်photo realistic ပုံစံဆိုပြီးရပါမယ်။ဒါပေမဲ့ဒီ pro နဲ့ video ဖန်တီးလိုက်ရင်လည်းအဲ့ဒီလူကမလုံမရနေတဲ့ video တိုးလေးပဲရနိုင်ပါလေ။ဒါကြောင့်ဒုတိယလွှာကို the action ကိုထည့်ပါမယ်။ဒါက video ဖြစ်စေမဲ့အဓိကအချက်ပါ။တစ်ချက် subject action ဇက်ကောင်ရဲ့လှုပ်ရှားမှုကဇက်ကောင်ကဘာလုပ်နေရလဲ။ lunch လောက်နေသည်ပြေးလွှားနေသည်ဆိုပြီးတိတိကျကျပြောရပါမယ်။နှစ်ချက် background action နောက်ခံမှာဘာတွေဖြစ်နေသေးလဲ။ မိုးဖပဒီရွာနေတယ်ကားတွေရှုပ်ရက်ခံမောင်းနေတယ်အခု prompt ကိုပြန်ပေါင်းကြည့်ရအောင်တိုကျိုမြို့ကလူစီကားတဲ့ cyberpunk လမ်းပေါ်မှာမိုးဖပလီရွာနေတဲ့ကြတဲ့အနက်ရောင်ကုတ်အရှိဝတ်ထားတဲ့အသက်30ရွယ်အမွေသမီးတစ်ယောက်စိုးရိမ်တဲ့အမွေရနဲ့လမ်းကိုအမြန်ဖြတ်ကူနေတယ်နီယိုမီအောင်တွေကလမ်းပေါ်မှာရောင်ဖန်နေတယ် photo realistic ပုံစံအခုဆိုဒါဟာရက်နေတာပုံမဟုတ်တော့ပဲဇလန်အစားတစ်ခုဖြစ်သွားပါပြီတတိယလွှာကတော့ the camera ပါဒါကတင်ဗီဒီယိုကို professional စံတော်ဆိုင်မဲ့အလွှာပါတင်ကိုယ်တိုင် director တယောက်လိုကင်မရာကိုထိန်ချုပ်ရပါမယ်တစ်ချက် camera angle ကင်မရာအနှိမ့် image low angle shot အနှိမ့်ကလေးပြင်းရိုက်တာကဇက်ကောင်ကိုပို့ပြီးအသက်ဝင်သွားပါတယ် high angle shot အမြင့်ကနေငုံရိုက်တာကဇက်ကောင်ကိုတင်းငယ်ပြီးအားနေသွားစေပါတယ် drone shot အပေါ်စီးကရိုက်တာကမြင်းကွင်းကျဲကိုပြပြပါတယ်နှစ်ချက် camera movement ကင်မရာလှုပ်ရှားမှု static shot ကင်မရာငိုင်းpan right ကင်မရာကညာဘက်ကိုလွယ်သွားတာ tracking shot ဇက်ကွန်လာကိုကင်မရာကလိုက်တာ zone in အနီးကဆွဲယူတာအခုကျွန်တော်တို့ရဲ့ master prompt ကိုထပ်အဆင့်မြင်ပါမယ်တိုကျိုမြို့ကလူစီကားတွေ cyberpunk လမ်းပေါ်မှာမိုးဖဖဲလေးရွာနေတဲ့ကြားတဲ့အနက်ရောင်ကုတ်အရှိဝတ်ထားတဲ့အသက်30အရွယ်အမျိုးသမီးတစ်ယောက်ကစိုးရိမ်တဲ့အမူအရာနဲ့လမ်းကိုအမြန်ဖြတ်လို့နေတယ်နီယိုမီရောင်တွေကလမ်းပေါ်မှာရောင်ဖက်နေတယ်ကင်မရာကသူ့နောက်ကနေအနှိမ့်လိုက်ရိုက်ထားတဲ့ tracking shot photo realistic ပုံစံကဲအခုဆိုရင်ကြီးတဲ့လူကဇက်ကောင်နဲ့အတူလိုက်ပြေးနေရတယ်လို့ခံစားမှုမျိုးရတော့ပါပြီနောက်ဆုံးစတူထားလွှတ်ကတော့ the polish ပါဒါကအသေးစိတ်အလှဆင်တာပါတစ်ချက် lighting အလင်းအမောင် golden hour နေစင်ချင်းအလှဆုံးအလင်းရောက်တော့ဒါကန်မူဒီဆိုတဲ့မောင်ပြီးလူရှုဝဲဆန်နဲ့မီးအောင်ကိုထည့်ပြီးရိုက်လို့ရပါတယ်ပုံစံစကားမှာဆိုရင် cinematic lighting ပါနှစ်ချက် mood ခံစားမှု peaceful ဆိုတဲ့ငြိမ်ချမ်းနဲ့ chaotic ဆိုတဲ့ရှုပ်ထွေးတဲ့ energetic ဆိုတဲ့လမ်းဆန်းတက်ဝင်နေပါကျွန်တော်တို့ရဲ့ final prompt ကဒီလိုဖြစ်သွားပါပြီတိုကျိုမြို့ကလူစီကားတဲ့ cyberpunk လမ်းပေါ်မှာမိုးဖဖဲလီရွာနေတဲ့ကြတဲ့အနက်ရောင်ကုတ်အရွှေဝတ်ထားတဲ့အသက်30အရွယ်အမျိုးသမီးတစ်ယောက်ကစိုးရိမ်တဲ့အမူအရာနဲ့လမ်းကိုအမြန်ဖြတ်ကူးနေတယ်နီယိုမီရောက်တွေကလမ်းပေါ်မှာရောင်ဖန်နေတယ်ကင်မရာကသူ့နောက်ကနေအနစ်လိုက်ရိုက်ထားတဲ့ tracking shot dark and moody ခံစားမှု cinematic photo realistic ပုံစံမန်ကန်တဲ့ protein တွေကိုအသုံးပြုပြီးတင်းရဲ့စိတ်ကူးတွေကိုရုပ်ရှင်အတော်လေးတွေအထိအသက်ဝင်နိုင်မယ့်ခေတ်ကိုကျွန်တော်တို့တကယ်ရောက်ရှိနေလာပြီဒီဗီဒီယိုလေးကို channel တက်ရင် like and follow လုပ်ပြီးတင်းရဲ့မိတ်ဆွေတွေကို share ပေးထားပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်